ခင်ဖုံးသက်ဝေဂီတကြပြားဆိုတာကိုရေးကိုရာတွေမိကောင်ပေါက်ခြင်းတစ်မျိုးပါပဲအရေးတကြီးတီထွင်လိုက်မိတယ်ຫນွေဦးချန်တဲ့တစ်ခုလုံးကျွန်တော်ခင်ဖုံးသက်ဝေပြောပါစေကွယ်မနေ့ကရောမနေ့ဖြန်ရောဖေဖော်ဝါရီတစ်လလုံးရောအချစ်နဲ့စစ်အပြင်လူတွေဘာလုပ်နေကြပါသလဲဘရန်ဒီလိုတက်တန်ရှည်တိုင်းလွမ်းစရာတွေဟာလွမ်းစရာကောင်းနေပြန်ပါတယ်ဂုံယူခြင်းစရာပါခင်ဖုံးသက်ဝေနှစ်ယောက်စလုံးရဲဖို့ပန်းတွေဘယ်ဟာဒီမှမပွင့်ခဲ့တာခင်ဖုံးသက်ဝေတောက်ပြီးကျွန်တော်အခါခါတည်ခဲ့ရတဲ့အစိတ်ပြာခွက်တစ်ခွက်မှာဆက်သွားဖို့တွေပက်ကြအပ်ခဲ့ရဘူးတာပြီးတော့ကျွန်တော်ကစိတ်ကြီးဒေါသကြီးပြောရင်ပြောတဲ့အတိုင်းမိကိုမဆုံးမိုးမဆုံးလွမ်းနေတတ်တာဂုံယူပါတဲ့ခင်ဖုံးသက်ဝေရဲ့မာယာလူမျိုးတွေရဲ့ပြက်ကလေးမှာချစ်သူများနေကိုဖော်ပြဖို့ရှုပ်ထွေးလွန်လာတယ်ကျွန်တော်ပင်လယ်မှာဖြင့်တိတ်ကိုယူရှင်းပါရဲ့လိုင်းညားလေစာကြောက်ဆောင်ပေါ်မှာအတောင်ညောင်းလာတဲ့အမီးနှခွဇင်ရော်လေးတကောင်စနှကောင်စလာနာနေမယ်လေတွေကရွက်ဖြူဖြူတွေကိုဖောင်းကားနေအောင်တိုက်လို့ဥရဟုဖြတ်သွားဖြတ်လာအဲ့ဒီလေလေးတွေစီဟေးဟေးလို့အော်ခေါ်တဲ့ပြူကြမယ်နေနေညာကိုနှလုံးသားနဲ့ဖက်ကြရွကြပြည့်ပြည့်စုံစုံကိုပွက်လို့ရိုက်သွားတော့တာပဲမုံတိုင်းတွေကိုရုကားရနဲ့နန်းဆန်းမနေဘူးလားကွယ်တောင်တခမ်းကျွန်းတန်းလမ်းငွေတက်ရင်သူ့မျက်ရည်ကိုမျက်ရည်ခွဲခြားလို့တော့မရနိုင်ပါဘူးအကောင်ဘက်ကလှဲ့တွေးကြည်စမ်းမှာခင်ဖုံးသက်ဝေရေလိပ်ပြတကောင်ရဲ့ငိန်နိုင်မြီမှာတော့မသိငါစရာတွေပါနေတာမို့လွမ်းလောက်လို့သာလွမ်းပါတယ်ဘယ်လိုစုကိုတောင်းထိုက်တန်သမျှသာစုတောင်းပြေးတာကြားဘူးမှာပါကြာညိုနွယ်ရိုးတွေပြစ်ဆောင်မှုရည်တွေတိမ်တွေရဲ့အညို့တိုင်းခိုင်မာသရာတက်တန်တဝက်တစ်ပြက်တွေကျွန်တော်ရလိုက်တာတန်းကိုပြေဆုံးပူခဲ့ပါရဲ့မိလျံကြားကရဲရင်မှုအတွက်တော့ကျွန်တော်ကိုဒီအတိုင်းလေးပဲထားခဲ့လိုက်ပါခင်ဖုံးသက်ဝေရဲ့ဘယ်လိုချစ်ရမလဲဆိုတာသိတဲ့နောက်သူကံကောင်းသွားမှာပါ